ဇလန်အစမှာတော့ဒန်ဘီဆိုတဲ့အထက်တန်းကျောင်းသူလေးတယောက်စတင်ပါတယ်။ဒန်ဘီဟာနောက်ဆုံးနှစ်တက်နေပြီးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ရက်အနည်းငယ်ပဲလိုတော့တာပါ။ဒါပေမဲ့ဒန်ဘီအတွက်အခက်အခဲဆုံးဘာသာရပ်ကတော့သင်္ချာပါပဲ။သင်္ချာတန်းရောက်တိုင်းအိပ်ပျော်နေတတ်တာကြောင့်ဆရာကလည်းသူ့ကိုအတော်လေးစိတ်တူနေပါတယ်။ဒီနေ့မှာတော့ဆရာကဒန်ဘီကိုအတန်းရှိကဘုတ်ပေါ်တက်ပြီးသင်္ချာစာတစ်ပုဒ်ဖြေခိုင်းလိုက်ပါတယ်။ဒန်ဘီကဘုတ်ရှိရောက်သွားပြီမဲ့ထုံးစံအတိုင်းဘာမှမဖြေနိုင်ပါဘူး။ဒီအချိန်လေးကြောင့်ဆရာကစိတ်ပြတ်သွားပြီးကျောင်းသားတွေအားလုံးအရှိမဒန်ဘီကိုစူပူကြိမ်မောင်းမာတော့တယ်။ကျောင်းကနေပြန်ရောက်တဲ့အခါလေဒန်ဘီကစကြက်ဖို့မစင်စားတော့ပါဘူး။ဖုန်းကိုပဲကိုင်းပြီးတချင်းသားထောင်ရင်အချိန်ကုန်ခဲ့ပါတယ်။ဒန်ဘီရဲ့အမေကသမီးဖြစ်သူကိုကြည်ပြီးစိတ်တုန်နေပါတယ်။တချင်းစာသားတွေကိုမှတ်မိတယ်လို့တင်ချာပု္ပ္ပစာတွေကိုသာမှတ်နိုင်ရင်အခုဆိုညံကြီးရှင်တောင်ဖြစ်နေပြီလို့ပြောလိုက်ပါတယ်။ပြီးတော့ဒန်ဘီရဲ့တင်ချာမတော်တာဟာသူ့အဖေစီကအမွေရထားတာဖြစ်နိုင်နေလို့လည်းနောက်ပြောင်ပြောပါတယ်။ဒန်ဘီရဲ့ဖေလည်းတင်ချာမှာမတော်ခဲ့ဘူးလို့ဆိုပါတယ်။ဒီလိုအခြေအနေနဲ့ဆိုရင်ဘဲတက္ကသိုလ်ကမှဒန်ဘီကိုလက်ခံမှာမဟုတ်ဘူးလို့လည်းအမအီကပြောနေပါတယ်။ဒါပေမဲ့ဒန်ဘီအတွက်စိတ်အနှောက်အယှက်ဖြစ်ဆုံးရာကတော့အမေကရုပ်မြင်ပန်ကြားအစီအစဉ်ကိုပြောင်းလိုက်တဲ့အချိန်မှာပါ။အမေကအမြဲကြည့်နေကြရှစ်ခေတ်သမိုင်းဇလန်တွဲတွေပါတယ်ဇလန်တွဲကိုပြောင်းကြည့်ပါတော့တယ်။ဒန်ဘီကတော့ဒီလိုအချိန်တွေကြားမှာစိတ်ကုန်သွားပြီးအခန်းထဲကနေထွက်လာခဲ့ပါတယ်။နောက်ဆုံးတော့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းကိုတွားခဲ့ပါတယ်။တငယ်ချင်းကလည်းဒန်ဘီကိုထပ်ပြီးသတိပေးပါတယ်။ဒီတစ်ချိန်ကတက္ကသိုလ်ဝင်ခွင့်ရဖို့နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်းအခုစာမေးပွဲမှာမအောင်ရင်အနာဂတ်မှာဘာလုပ်ရမလဲဆိုတာသိချာမသိတော့ဘူးလို့ပြောပါတယ်။တငယ်ချင်းရဲ့စကားတွေကြောင့်ဒန်ဘီလည်းအနည်းငယ်စိုးရိမ်လာပေမဲ့တင်ချာကိုတော့မယုံကြည်နိုင်သေးပါဘူး။နောက်တနေ့မနေ့တော့ဒန်ဘီအရာကနေနောက်ကျမှနိုးလာပါတယ်။အဲ့ဒီအချိန်ခါမှာစာမေးပွဲစတင်မှုအချိန်ကြီးနေပြီဆိုတာသိလိုက်ရတာကြောင့်အလျင်အမြန်ပြင်ဆင်ပြီးအိမ်ကနေထွက်လာခဲ့ပါတယ်။အမေကတော့အိမ်တကားဝကနေသမီးကိုအားပေးပြီးအစွမ်းကုန်စူးစမ်းခဲ့နော်စာမေးပွဲအောင်ပြီးကောင်းတဲ့တက္ကသိုလ်တစ်ခုကိုတက်နိုင်ပါစေလို့ပြောလိုက်ပါတယ်။ဒန်ဘီဟာတင်ချာဘာသာကိုအထူးစိုးရိမ်နေပါတယ်။ဒါပေမဲ့ဘတ်စကားပေါ်မှာရောက်တဲ့အထိစာအုပ်ကိုအမြန်ဖတ်ပြီးကြက်နေခဲ့ပါတယ်။စာမေးပွဲစင်တာရောက်တော့ဘတ်စကားပေါ်ကနေအမြန်ဆင်းပြီးပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ထီယူကိုမေ့နေခဲ့ပါတယ်။စာမေးပွဲအဆောက်အုံသားရောက်လာတဲ့အခါကြောက်စိတ်တွေပိုးပြီးတိုးလာပါတယ်။သူမအနေနဲ့စာမေးပွဲအတွက်လုံးဝအဆင်သင့်မဖြစ်သေးဘူးလို့ခံစားလာရပါတယ်။နောက်ဆုံးတော့စာမေးပွဲကိုမဖြေဘဲထွက်ပြေးသွားရင်ကောင်းမလားဆိုပြီးစဉ်းစားကအရန်ထိတ်လန့်လာပါတယ်။မိုးကလည်းတဲတဲမဲမဲရွာနေပါတယ်။ဒန်ဘီယာမိုးရေထဲမှာတယောက်တည်းထိုင်နေပြီးစိတ်ပြန်အားငယ်နေပါတယ်။သူမရဲ့ဘဝထဲကနေပျောက်ကွယ်သွားလိုက်ရင်ကောင်းမလားဆိုတဲ့အထိစိတ်ထဲမှာတွေးမိလာပါတယ်။သူမရဲ့ရှိမှာတော့မိုးရေတွေနဲ့ဖြစ်ပေါ်နေတဲ့ရေအိုင်ငယ်လေးတစ်ခုရှိနေပါတယ်။ဒန်ဘီကအဲ့ဒီရေအိုင်အနားကိုတဖြည်းဖြည်းရှောက်သွားလိုက်တဲ့အခါထူဆန်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်။ရိုးရာဝတ်စုံတွေနဲ့လူစုကမိုးရွာလာစီဖို့ဆူတောင်းနေကြတာကိုတွေ့လိုက်ရပါတယ်။သူတို့ပြောတာကိုနားထောင်ကြည့်တော့သူတို့နေရာမှာမိုးမရွာတာ3နှစ်တောင်ကြာနေပြီဖြစ်ပြီးမိုးခေါင်မှုကြောင့်လူတွေသိဆုံးနေကြတယ်လို့လည်းသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဒန်ဘီဟာရေအိုင်ထဲကိုရုတ်တရက်ပြုတ်ကျသွားပြီးရင်းနစ်သွားပါတယ်။